ဘောကိုဘသူထိန်းချုပ်နေတာလဲဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေကိုမိကွန်းတစ်ခုလောက်မေးချင်ပါတယ်တခါတလေမှာငါမလုပ်နိုင်ဘူးငါနဲ့မဖြစ်နိုင်ဘူးငါကဒီအဆင့်လောက်ပဲဆိုတဲ့အတန်တန်ကိုမိတ်ဆွေရဲ့နားထဲမှာကြားဘူးလားအဲ့ဒီအတန်ကတခြားသူရဲ့အတန်မဟုတ်ပါဘူးမိတ်ဆွေရဲ့စိတ်ထဲမှာနှစ်ပေါင်းများစွာစုဆောင်ထားတဲ့ယုံကြည်ချက်တွေရဲ့အတန်ပဲဖြစ်ပါတယ်ခလေးဘွားတို့ကကြားခဲ့ရတဲ့စကားလုံးတွေအတိတ်မှာကြုံခဲ့ရတဲ့ကြာရှုံးမှုတွေကိုပြောခဲ့တဲ့အဖြတ်သဘောဆောင်တဲ့စကားလုံးတွေအဲ့ဓာတွေအားလုံးကမိတ်ဆွေရဲ့မတိစိတ်ထဲမှာအမြင့်တွယ်နေပါတယ်ပြီးတော့မိတ်ဆွေသတိမထားမိတဲ့အချိန်မှာတော့မိတ်ဆွေရဲ့ဆုံးဖြတ်ချက်တွေကိုလွှမ်းမိုးနေတာဖြစ်ပါတယ်ဒါကြောင့်လူနှစ်ယောက်ဟာအရေးချင်းတိတ်မကွာပေမဲ့လေသူတို့ရဲ့ရလက်တွေဟာကွာခြားသွားနိုင်တာပဲဖြစ်ပါတယ်ဥပမာတယောက်ကငါစူးစမ်းကြည့်မယ်လို့တွေးတယ်နောက်တစ်ယောက်ကတော့ငါမလုံနိုင်ဘူးလို့တွေးတယ်မတူတာကအပြင်ကအခြေအနေမဟုတ်ပါဘူးအတွင်းထဲက program ပဲဖြစ်ပါတယ်နပိုလီယန်ဟေးကအခုလိုမျိုးပြောခဲ့ပါတယ်မတိစိတ်ဟာတင်ထက်ခါတွေးနေတဲ့အရာတွေကိုအမှန်တရားဖြစ်လက်ခံတတ်ပါတယ်တဲ့ဒါကြောင့်မိတ်ဆွေရဲ့မတိစိတ်ထဲမှာနေ့တိုင်းစိုးရိမ်မှုတွေပဲထည့်ပေးနေမယ်ဆိုရင်မိတ်ဆွေရဲ့မတိစိတ်ကစိုးရိမ်မှုတွေကိုအားကောင်းစေမှာပဲဖြစ်ပါတယ်မိတ်ဆွေရဲ့မတိစိတ်တွေကိုနေ့တိုင်းမိတ်ဆွေယုံကြည်မှုတွေကိုထည့်ပေးနေမယ်ဆိုရင်တော့မိတ်ဆွေရဲ့မတိစိတ်ကယုံကြည်မှုကိုအားကောင်းစေမှာပဲဖြစ်ပါတယ်တကယ်တော့မိတ်ဆွေရဲ့ဘဝကိုပြောင်းလဲပေးမယ့်အရာကအပြင်ကအခွင့်အရေးတစ်ခုမဟုတ်ပါဘူးမိတ်ဆွေရဲ့အတွင်းမှာရှိတဲ့ယုံကြည်ချက်တစ်ခုဖြစ်ပါတယ်ဒီညအိယာမဝင်ခင်ဖုန်းကို9မိနစ်လောက်ချထားလိုက်ပါပြီးတော့မိတ်ဆွေဖြစ်ခြင်းတဲ့ဘဝတစ်ခုကိုရရှိပြီးသားလူတစ်ယောက်လိုပုံဖော်ခံစားကြည့်ပါမိတ်ဆွေဖြစ်ခြင်းတဲ့လူတစ်ယောက်လိုမျိုးမိတ်ဆွေရဲ့စိတ်ထဲမှာစိတ်ကူးပုံဖော်မြင်အောင်ကြည့်ပါဘာလို့လဲဆိုတော့ဘဝကနှစ်ကြိမ်ဖန်တီးရတာဖြစ်ပါတယ်ပထမတစ်ကြိမ်ကမိတ်ဆွေရဲ့စိတ်ကူးထဲမှာပုံဖော်ရတာအထောက်ရတာဖြစ်ပါတယ်ဒုတိယကမိတ်ဆွေလက်တွေ့ဘဝမှာစူးစမ်းအထောက်ရတာပဲဖြစ်ပါတယ်မိတ်ဆွေရဲ့အနာဂတ်ဟာဒီနေ့မိတ်ဆွေမတိစိတ်တွေကိုထည့်ပေးနေတဲ့အတွေးတွေထဲမှာစတင်ရေးသားနေပြီပဲဖြစ်ပါတယ်ဘဝမှာအောင်မြင်နေဆိုရင်မိတ်ဆွေရဲ့လက်တွေ့ဘဝထဲမှာအပြုသဘောဆောင်တဲ့အကောင်းမြင်စေရှိတဲ့အတွေးတွေစကားလုံးတွေကိုမိတ်ဆွေရဲ့မတိစိတ်ထဲမှာ program တွင်းထားပါဘဝမှာထူးချွန်အောင်မြင်ကြပါစေကျွန်တော်ကောင်းဆက်လူပါအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ